ပုံပြမယ်ဒီပုံဒီတပုံပဲပြောထားပြီးပြီကျန်တဲ့ပိတ်သွားလိုက်မယ်ကဲအဲ့ဒီအကြောင်းကိုကျွန်တော်လေ့လာမယ်ကပ္ပဦးကျမ်း15အငယ်73ကနေ16မှာရေးထားတယ်နော်ကပ္ပဦးကျမ်းအခန်းကြီး15အငယ်73ကနေ16မှာအာဗြဟံကိုဖျားကပြောတယ်အာဗြဟံကိုလေအဲ့တော့တင်ဤအမျိုးသားချင်းပေါက်ပေါ်ထဲကထွက်လာပါငါပြလက်တန်းတော့ပြူသွားအဲ့ဒီပြည်ရောက်ရင်ငါကောင်းချီးပေးမယ်အဲ့ဒါကနေကောင်းချီးပေးတော့ငါကောင်းချီးပေးမယ်နေကျင်းစေတော့ငါကျင်းစေမယ်တင်အဖြစ်လူမျိုးအပေါင်းတို့ကိုကောင်းချီးမိလာခံရမယ်နော်ဘယ်မှာလဲအဲ့ဒီပုံပြန်လာသူတို့လုံနေတော့နော်ဒီလိုပဲထားရတယ်နေတော့အကျယ်တော့အဆင်ပြေတယ်နော်တီလေးခုစလို့မခွဲပဲနဲ့ဒီလိုထားလို့လည်းရတယ်နော်ကဲအဲ့ဒါကိုကြည့်တဲ့ချိန်မှာဖယားကပြောတဲ့စကားကနိပေါင်း400ကျုံခံမယ်သူများတိုင်းပြည်မှာတော့ကျုံခံပြီးမှနိပေါင်း400စီတဲ့ချိန်မှာဥစာပစ္စည်းများစွာနဲ့တီပီကိုပြန်လာမယ်မင်းကဥပြီးမှအချင်းကာလစိတ်ချမတည်မယ်ပေါ့ဖယားကပြောတယ်နော်ကဲဖယားပြောတယ်ဣတရီလာလူမျိုးတွေအလုံးတီပီအကုတုပီမှာနိ430ကျုံတော့ခံတယ်နော်နိပေါင်း400ဒီမှာထွက်မြောက်ကြအခန်းကြီး7နိ40ကနေ40ဖားတဲ့ချိန်မှာအနိ430စီတော်နိအတိကြလေတရက်တော့မှမကွာခင်ဘူးအနိ430စီတော်နိမှာအကုတုပိကနေဣတရီလာလူမျိုးထွက်သွားတယ်မဟုတ်လားဒါဆိုရင်အာဗြဟံကိုပြောတာနဲ့ထွက်တဲ့ရက်နဲ့ဆိုရင်ဘယ်နှစ်နှစ်ပူသွားလဲဘယ်နှစ်နှစ်ပူသွားလဲ30ပူသွားတယ်400လို့ပြောတယ်လေဒါမဲ့430စီတော်နှစ်ဆိုတော့30ပူသွားတယ်လေအဲ့ဒီကဘယ်မှာတော့အတိတ်ပဲနားလေတယ်လို့ဆိုဒီမှာကြည့်ယေရှုပေါ်မှာပဲအကုန်ပြည့်စုံတယ်ရှိတဲ့မြအချမ်းစာတူလုံးလေယေရှုကဒီမှာကြည့် BC 4000 3000 2000 1000တိလို့ဆင်းလာတာလေယေရှုမွေးလာဖို့တမဟောင်း BC ခေါ်တယ်လေ BC 4000နော်အဲ့ဒီ4000ကနေတိလို့ဆင်းလာပြီးမှဒီမှာကြည့် BC တိရောက်သွားပြီ BC ဘယ်လောက်ရောက်သွားလဲပြီးမှ AD ဆိုတာပြောင်းသွားတယ်မလားAD ဆိုပြီးဒီလိုများတဲ့ကနေနေတဲ့ဖက်ရည်ပြစင်းလာတယ်ပြီးနေတဲ့ဖက်ကနဲ့များတဲ့ဖက်ပြန်ရည်တက်သွားတယ်ကနန်းရည်ပုံရည်နေလေနိ4000ပြည့်တာနဲ့ယေရှုခရစ်တော်ဒီယေရှုမွေးပြီးပြီဒါပေမဲ့ယေရှုမွေးတာ BC 4မှာတော့မွေးတယ်ဘယ်မှာမွေးလဲကဲတိအနိပေအခန်းကြီး3အငယ်8မှာကြည့်တဲ့ဆိုရင်လူကနိ1000လို့ပြောရင်ဖယားကတရက်တယ်လူကနိ1000လို့ပြောရင်ဖယားကဘယ်နှစ်ရက်လဲတရက်နော်လူက4000လို့ပြောရင်ဖယားဘယ်နှစ်ရက်လဲဒီမှာကြည့်တာက4ဒီမှာကြည့်4ကနန်းလေလူက4000လေလူကဘယ်လောက်လဲ4000တမဟောင်း4000လေပြီး BC 4အဲ့ဒါယေရှုမွေးလာတာလူကနန်းလည်းပါတယ်ဖယားကနန်းလည်းပါတယ် BC 4မှာလာမွေးတာလေလူက4000သူကအများကနဲ့စာရီပြစင်လာပြီးမှတိမလာကိဆုံးသွားတယ်အဲ့ဒါယေရှုမွေးလာမဲ့ခွန်ကြီး
မွေးလာမဲ့တက်ကရီပေါ့မွေးလာမြကဲယေရှု30မှာလက်ဝါးကားတယ်မှာတည်တယ်ဘယ်လောက်မှတည်လဲ30ဒါဆိုရင်ဒီမှာကြည့်4000ပြည့်တာPC 4000တမဟောင်းပေါ့ယေရှုတည်တာဘယ်လောက်လဲ30မလားပေါင်းလိုက်ရင်ဘယ်လောက်လဲ4030စီတော်နီမှာယေရှုအသေးခံပြီးမှာတန်ရှင်သူအလောင်းများစွာလေတမဟုတ်တန်ရှင်သူတွေလေထမြောက်သွားတယ်အာမင်ဒီမှာကျမ်းပိုက်မှာဒီမှာပြောထားတယ်မဿဲ20 50မှာလေယေရှုအသက်ထွက်တာနဲ့ပိမှန်တို့ကလာကအထက်ဆုံးမအောက်ဆုံးတဲ့ကိုကွဲသွားတယ်မလားကွဲသွားပြီးတာနဲ့ဒီနေ့ပါလို့ရှိတငလင်လှုပ်လာပြီးမှချစ်တန်ရှင်တို့အလောင်းများစွာထမြောက်သွားတယ်အေဖက်ခန်းကြီးလေအငယ်ရှိ30မှာသူတို့ကောင်းကင်ပေါ်မှာတက်သွားတာလေအာမင်ဒါဆိုရင်အကုတုပိကနဲ့ထွက်တုံးကနိပေါင်း430စီတဲ့နိဘယ်လောက်လဲကဲဒီကနန်းကိုပြန်ကြည့်မနော်430ထဲမှာ3ညဖြုတ်လိုက်43ပဲကျန်တယ်နော်ဒီကနန်းအနည်း430စီဆိုတာအဲ့ဒီ3ညဖြုတ်လိုက်43ပဲကျန်တယ်ဒီမှာကြည့်4030ထဲမှာ3ညဖြုတ်လိုက်ဘယ်လောက်လဲ43ပဲအတူပဲမဟုတ်လား43ပဲအဲ့ဒါကတမဟောင်းရီပုံရီနေအတိပေကဘသူပေါ်မှာပဲပြည့်စုံသွားတယ်လို့ဆိုယေရှုပေါ်မှာပဲပြည့်စုံသွားတယ်အာမင်ဒါကြောင့်ကျမ်းစာအုပ်လုံးရဲ့အချုပ်ကယေရှုပဲဖြစ်တယ်ဟာလေလုယာနော်အဲ့တော့ဒီနေ့ယေရှုခရစ်တော်ကျမ်းစာအုပ်လုံးကသူ့ကြောင့်မရေးတာဟိပြဲအခန်းကြီး30အငယ်9ကနေခွန်ကြီးမှာကြည့်မစို့ကျမ်းစာလိတ်၌အကျွန်ုပ်ကိုအမပြု၍ရေးထားတည်တဲ့အညီအလူကိုဆောင်အပ်တော့ကကျွန်ုပ်သွားပါမယ်လို့ပြောတယ်လေကျမ်းစာလိတ်တစ်ခုလုံးကတမဟောင်းလေအဲ့ဒါယေရှုကိုပဲပန်းတိုင်ထားပြီးရေးတာဒါကြောင့်ယေရှုကိုပဲယေရှုပေါ်မှာပြည့်စုံတဲ့မြတ်ကအတေချာဆုံးဖြစ်တယ်ဟာလေလုယာကဲဒါဆိုရင်ဒီယေစနစ်ကတော့ဒီလောက်နဲ့ပဲထားလိုက်မယ်နော်ဒီလောက်နဲ့ပဲထားလိုက်မယ်ဒါဆိုရင်ဒီမှာဒီနေ့ဘာလို့ဆိုရင်အခုထပ်ပြောပြမယ်ဒါမပြီးသေးဘူးအဲ့ဒါကာလ3ကာလနဲ့နည်းနည်းပြောပြမယ်အချင်းချုပ်ပြီးမှလေယေစကြည်လ49တိကနဲ့စနေမှာရေးထားတယ်နော်အဲ့ဒါကယေရှုဒီမှာကြည့်အဲ့ဒီအသက်ရည်စီးရမြစ်ဆိုတာလေအဲ့ဒီပိမှန်တော်ကနေအိမ်တော်ကနေရေကိုဆင်းလာတာလေဆင်းလာတာအတောင်1000တိုင်းတဲ့ချက်မှာခြေမျက်စိအတောင်1000တိုင်းတဲ့ချက်မှာတူအတောင်1000တိုင်းတဲ့ချက်မှာခါအတောင်1000တိုင်းတဲ့ချက်မှာပြင်းလေဖြစ်သွားတယ်ခြေတော့မထောက်နိုင်ဘူး4ချိန်တိုင်းတယ်ဘယ်နှချိန်လဲအဆိုရင်အတောင်ပေါင်း4000ဘယ်လောက်လဲဒီမှာကြည့်ဒါကခရစ်တက်ကရီတရားနဲ့စရည်တာ4000ထိပဲတိုင်ပြထားတယ်တမဟောင်းကလည်း4000ကနဲ့စဆင်းလာတယ်ရည်သွားတော့4000မှာပဲကိဆုံးသွားတယ်အစဆုံးလေအချုပ်ကတော့ဒီမှာကြည့်ဖယားကတိဖြစ်တယ်တလားအဲ့ဒါတမဟောင်းခရစ်တော်မွေးလာမဲ့ခုကြီးတမတိခရစ်တော်မွေးပြီးခုကြီးကဒီမှာ4000အဲ့ဒါကို
ဖယားကချိန်ထိုးပြီးမှတွက်ပေးထားတာကျွန်တော်တွေ့ရတယ်ကဲအဲ့ဒါကိုပြန်ကြည့်အောင်နော်အဲ့တော့တာကိုကျွန်တော်ကအရွယ်၄မျိုးနဲ့လည်းတင်တယ်ကာလ၃ကာလနဲ့ပြောပြမယ်ကာလ၃ကာလနဲ့ပြောမယ်ဆိုရင်ဒီနေ့ညအတိတ်ကအဲ့ဒါပြောချင်တယ်နော်ကဲကျေးဇူးတော်ကာလကအတောင်2000ပထမချီမျက်စိဒုတိယကတူအတောင်ပေါင်းဘယ်လောက်လဲဆိုရင်2000ကဲအတောင်2000ဆိုရင်ကျေးဇူးတော်ကာလခေါ်တယ်ပါကာလလဲကဲပြီးခရစ်နောက်ကအတောင်1000တိုင်းချင်မှာ1000ပြည့်သွားတယ်အဲ့ဒါကခရစ်တော်နေ့1000ကိုဆိုတော့ကာလဒီကပါမှာလေဒီကပါပေါ်မှာခရစ်တော်ကျေးဇူးတော်ကာလကနေဒီကပါကုံဆုံးတီတိကအတောင်3000နဲ့ပြထားတယ်လေးခါမြောက်ကောင်းလိုက်တာပူပူနည်းနည်းရောက်လာပြီနော်ကဲဒီမှာကြည့်လေးခါမြောက်ကတော့ပင်လေဖြစ်သွားတယ်ရေကလေခြေတော့နဲ့မထောက်နိုင်ဘူးတဲ့ခြေတော့နဲ့မြည်ကြီးမထီဘူးပေါ့အဲ့တော့ခြေတော့နဲ့မြည်ကြီးမထီဘူးလက်ပစ်ကူလို့လည်းမရတော့ဘူးမျောသွားတယ်အဲ့ဒါကပင်လေဖြစ်သွားတယ်ထာဝရကာလပေါ့ဘာကာလလဲဒီကပါကုံပြီးမှကဲတင်ချင်းရတဲ့လူနောက်ကပါကတော့တက်တမ်းမရှိတော့ဘူးထာဝရဆက်သွားမယ်အာမင်အဲ့ဒါကိုကျွန်တော်တို့ဒီနေ့အဲ့ဒါကိုအနေငယ်တွေ့ပြပြီးမှကျွန်တော်တို့အားဆိုင်ရမှာကိုစိုက်ဖို့လေပြင်ဆင်တင်တာပြင်ဆင်ဖို့အခုဖြစ်နေတဲ့ကပါပေါ်မှာပေါ့နော်ပြည့်စုံနေတာကိုကျွန်တော်တို့ဘယ်လိုနားနဲ့ကြားမလဲဘယ်လိုမျက်စိနဲ့မြင်ရမလဲကုဆုံးဖြတ်ချက်ချဖို့နော်အဲ့ဒါကိုမိမုံထုတ်ပြချင်တယ်အာမင်ကဲအဲ့ဒါကိုကြည့်အောင်နော်အဲ့တော့ဒီမှာကြည့်ဂျေဇုကာလကအတောင်2000ဒီမှာကြည့်အဲ့ဒါအတောင်1000တိုင်းစမှာချီမြတ်အင်္ဂလိပ်ချီစွလို့ပြောတယ်ပြီးအတောင်1000စမှာတူဆိုတာစွတောင်းချင်းဗါလဲအဲ့ဒါဖျားတန်ရှင်တော်ဝိညာဉ်တော်ရှိတဲ့ကာလကအတောင်2000ဂျေဇုကာလအဲ့ဒီအတောင်2000ကအခုဘာလို့ဆိုဂျေဇုကာလကပင်တီကုတီပွဲနေကနဲ့စပြမှာလေအဲ့တော့ဒီနေ့ rapture ချီဆုံးရှင်လာတီပေါ့အဲ့ဒါဂျေဇုကာလကအတောင်2000ပဲတတ်မှတ်ပေးထားတယ်အဲ့ဒီအတောင်2000ကိုကြည့်လိုက်မယ်ဒီမှာတာကမွေးတက်ကရီ2025ဘာလဲဟုတ်တယ်နော်2025အဲ့ဒါခရစ်တော်မွေးတက်ကရီဒါမဲ့ယေရှုအသေးခံတာခရစ်တက်ကရီ80-30မှာတည်တာလေမွေးတက်ကရီတော့မှန်တယ်2000ကျော်သွားပြီအခုဒါမဲ့ဂျေဇုတော်ကပေချင်းစဆိုရင်80-30မှာစတာ80-30လေဘာလို့ဆိုခရစ်တော်အသေးခံမှတန်ရှင်တော်ဝိညာဉ်တွန်းလောင်းတာလေလူရဲ့ပြည့်ကျွေးပြည့်တန်ကိုကားရင်ပေါ်မှာဆက်ပေးပြီးမှဖယားဂျေဇုတော်ကလာစတယ်လေအဲ့ဒါကအင်္ဂလိပ်ချီဆိုတာအဲ့ဒါမှာစတဲ့ကြောင့်2025ထဲမှာ30နှုတ်လိုက်ဘယ်လောက်ထွက်လာတယ်လဲ1995အဲ့ဒါကဂျေဇုတော်ကာလထဲမှာအတောင်ပေါင်းတလောက်ရောက်လာပြီအတောင်2000မပြည့်သေးဘူး80-30နဲ့2030ပြည့်မှအတောင်2000ပြည့်မလဲပင်တီကုတီအနစမှာပေါ့ပြည့်ကျွေးပြည့်တန်ဆက်ပြည့်မှဂျေဇုတော်ကာလစပြီလေဒါဆိုရင်အတောင်2000ပြည့်ဖို့ဘယ်လောက်ထည့်ရမလဲ
ငါထဲလိုက်ဘလောက်လဲ2000ပြည့်သွားပြီ2000ပြည့်သွားပြီအလာလာလာရင်တမမခရောက်သွားပြီအခုတကယ်ကျေးဇူးတော်ကာလအစွန်းဆုံးရောက်နေပြီခင်ဗျအေးလိုက်ပူရင်ပူလိုက်ဆိုတာလေအခုချိန်ကကိုကိုရွေးချယ်ရမယ့်အချိန်အခုဖယားစကားကပါပေါ်မှာဘလောက်ပြည့်စုံနေတယ်အဲ့ဒါကတကယ်ကိုဒီနေ့ပြည့်စုံမလာတိတာကတော့ရင်တမမှာပဲဖယားအတွက်ကတီ9နှစ်ဆိုတာတော့စက္ကန့်ပဲVOA နဲ့တရင်ထောက်ရင်းနဲ့တွက်ပြတာဟမ်အတိပပညာရှင်တွေတွက်ပြတာကပါပြတ်ဖို့ဘလောက်လဲ4089စက္ကန့်တိပပညာရှင်တွက်တာလေအမုံထဲဝင်ဖို့ပေါ့တကုံရရောက်ဖို့ကျွန်တော်လည်းအဲ့ဒါကိုခါတဲ့အလုတ်များလို့သူနားထောင်နေတာချက်အစိလို့ပဲငါလည်းနားထောင်မယ်နားမထောင်ခဲ့ဒီနေ့လာကြုံသွားတယ်တိပပညာရှင်ဒီအမုံရောက်ဖို့ဒီကပါလေ89စက္ကန့်ဘလို့တဲ့သူတို့ဒီ VOA နဲ့ကြော်ညာတာနော်အားလုံးကိုတွင်ဖို့ကတဲတိရှင်ပုံရောက်နေပြီစဉ်းစားကြည့်ပါယေရှုခရစ်တော်ကြွလာဖို့ဝေးလာနီးလာနီးရာတဲ့ငါတို့ခိထဲမှာရောက်နေပြီအချိန်ကြီးကလည်းတဲတိရှင်ဖို့ဖြစ်နေတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ကတင်ချေရပြည့်တဲ့လူတိုင်းကျွန်တော်ဒီနေ့ပြည့်စင်ဆရာတွေအများရှိတယ်ငါတို့ထုံစည်းထိုးပြီးမှရှောက်သွားလို့မရဘူးနော်တကယ်ကိုနူးရမယ့်ချိန်ရောက်သွားပြီခင်ဗျအဲ့လိုတော့မဖြစ်တော့ဘူးဒါကြောင့်ကပါပေါ်ဖြစ်ပြတ်တဲ့မြအလုံးကျန်းစာတဲ့ကနေဖြစ်နေပြီကဲထပ်ပြီးမှကျွန်တော်အဲ့ဒါကအချင်းချုပ်ကိုအကုန်ချပြင်ပြန်ဆက်အပေါ်ပြန်တက်မယ်နော်ကျန်းစာထဲမှာပြောတယ်နော်ဒီမှာကြီးစုတော်ကာလကကျွန်တော်ပြောတယ်2000ဘယ်လောက်လဲ2000လို့ပြောတယ်မလားကျမ်းပိုက်တိကျရရှိတယ်ကျမ်းပိုက်လေကဲကျမ်းစာထဲမှာဒီလိုပြောတယ်ယောရှုမစာအခန်းကြီး3နော်အခန်းကြီး3အငယ်4မှာကြည့်ဂျော်ဒန်မြစ်ကိုဖြတ်ဖို့အတွက်ပရိနိတိတာနဲ့ဖြတ်မယ်နော်ခန္ဓာပြေဝင်မဲ့လို့ပက်သူမစိုးတခြားလမ်းနဲ့ဝင်ခွင့်မပေးဘူးတဲ့ဘုရားကလေဒီလမ်းမပဝင်လို့မရဘူးတဲ့အဲ့တော့ပရိတတ်နဲ့ပရိနိတိတာနဲ့အတောင်2000ချရမယ်ဘယ်လောက်လဲအတောင်2000အဲ့ဒါဂျေဇုတော်ကာလပြောတာဂျေဇုတော်ကာလထပ်ပြောမယ်လူကခန်းကြီး30အငယ်30ကနေ35ဖတ်ကြည့်လူတယောက်ဂျေရုဆလင်မြို့ကနေယေရီခေါကိုသွားတယ်တဲ့လမ်းမှာတမျှနဲ့တွေ့တယ်လေအဲ့တော့အဲ့ဒီလူကိုနာကျင်စွာရက်ပြစ်မှထားခဲ့သွားတယ်အဲ့တော့ယေပရောဟိလူတယောက်တွေ့တယ်ကြော်သွားတယ်လေဝိလူတယောက်သွားတယ်ကြော်သွားတယ်ရှီမာရိလူတွေ့တဲ့ချိန်မှာလေလူနာကိုတနာတော်စိတ်ရှိပြီးမှလူနာကိုတရားစရာခေါ်သွားတယ်သူ့အနာကိုစီနဲ့လင်းတယ်ဘာနဲ့လင်းလဲစီနဲ့နှိနေပေးတယ်ငါပြန်လာအောင်မဲဆိုပြီးတင်နာတွေနဲ့ပြားပေးသွားတယ်ဘယ်လောက်ပေးသွားလဲငါပြန်လာအောင်မဲဒါဆိုရင်လူဖျားကနန်းနဲ့ပြောတာအတောင်1000ကယောရှုမစာအတောင်2000ကတော့လူကနန်းဘာကနန်းလဲတင်နာရီနဲ့ပြားကငါလာအောင်မဆိုတာလေဖျားကနန်းလူကနီး1000ဆိုရင်ဖျားကတရက်မဟုတ်လားကြည့်တမဟောင်း4000ယေရှုမွေးတာ4ရက်မဟုတ်လားလေးကနန်းမှာပေါ့ PC 4မှာလာမွေးတယ်အံကွင်းကြောက်ကိုချိန်လာဒါကြောင့်
တာဒီကိုအကုန်လုံးဖျားမျက်မှန်နဲ့တက်ပြီးမှကြည့်လိုက်ခိုင်မြနဲ့ကျွန်တော်ရှိမှရောက်နေပြီအာမင်ကျွန်တော်အသက်တာမှာပြင်ဆင်ရအများရှိတယ်ကြံရှိမယ်မလွယ်တော့ဘူးလက်မောင်းလက်တိကဲတင်ချရမှာလေဆိုတော့ကြွေးကြော်ရဲလို့အများကြီးကြံရှိမယ်ကဲတင်ချမရလို့မဟုတ်ဘူးရပြီးကြံရှိမှာမနဲ့ပြန်မှပဲကျွန်တော်အသက်နဲ့ဆုံးအဲ့ဒါကိုចောင်းပဲ့မဖတော့ចောင်းပဲ့ပဲပေးပြမှာလေကုကုမဆုနေရေးပြီးအီစီဖနော်ဝင်ငါပေးသွားမယ်ဒီနေ့ညတော့တွက်ပြပေးတာပေါ့နော်အဲ့ဒါကကာလအပိုင်းချောက်တွက်ပြပေးတာဒါဆိုရင်ဒီနေ့ယေရှုကြွလာဖို့ဘယ်လောက်နည်းတယ်လဲစဉ်းစားကြည့်ပါဒါကြောင့်ဒီမှာကြည့်ပရိနိတိတာကဲပရိနိတိတာအကွက်ကိုတော့ပေးပုံပြပေးမယ်တစ်ချက်တော့ပြန်တော့ပဲဒီမှာကြည့်ပရိနိတိတာကိုဒီမှာမြဲမြံရပ်ပြီးမှအဲ့ဒီလမ်းဖွင့်ပြီးတော့တယ်မဟုတ်လားအေးအဲ့ဒါကဒီနေ့သူတို့ကတကယ်ကြောတောင်မြစ်ကိုဒီလိုကိုးတာငါတို့ကဒီလိုလမ်းဖွင့်တာဂျေဇုတော်ကာလလေဒါဆိုဂျေဇုတော်ကာလကဒီကြောတောင်မြစ်ဝင်ဖို့အတွက်ဒီပရိနိတိတာကအမခံလုပ်ပေးတယ်မဟုတ်လားငါတို့ကောင်းကင်ဘုရားဖို့ကယေရှုကအမခံအာမင်ယောဟန်14အငယ်6မှာယေရှုကငါတီးအလွတ်ရတယ်နော်ငါတီးလန်ခိပီတမတရားပီအတက်လက်ပီငါကိုအမိမပြုတ်လေအပေတူများခမဲတော်ထံသို့မရောက်ရမဟုတ်လားအမခံတိမောသေအခန်းကြီး2အငယ်4မှာလေလူနိဖယားစัจ जा မှာလူဖြစ်သောယေရှုခရစ်ဒီအမခံရှိတယ်အာမင်အမခံလေလူနဲ့ဖယားစัจ जा မှာတရားဖြစ်လေတရားဖြစ်ခင်ပေးတာဒီမှာကြည့်ပရိနိတိတာကတစ်ချိန်လုံးဒီလိုရပ်ပေးမှာမဟုတ်ဘူးပရိနိတိတာကိုဒီဖက်မလာဘိုးဘက်ပြန်သွားတာဖယားကတီဂျေဇုကာလကကောင်းကင်ဘရုပ်သိမ်းသွားမှာမဟုတ်လားလူနဲ့ဖယားစัจ जा မှာအခုအမခံပြီးနေတယ်ဟာလေလုယာဒါကြောင့်ချစ်တော်မိတ်ဆွေဂျေဇုကာလအဆုံးမှာရောက်ရှိနေတယ်အဲ့ဒါကိုကျွန်တော်ကြည့်ရအောင်နော်ဒါကြောင့်ကဲနောက်ထပ်လည်းပြန်သွားမယ်ဒီမှာနင်းထားတဲ့ဒီမှာကြောက်တိုင်တစ်ခုစိုက်ရမယ်အဲ့ဒီယောရှုမစာခန်းကြီး3အခန်းကြီး4တစ်ခုလုံးဖတ်ကြည့်နော်ဒီမှာကြောက်တိုင်စိုက်ရတယ်ပါစိုက်ရလဲပြီးမှဒီထဲမှာရှိတဲ့ကြောက်စက်နှလုံးကိုဟိုးကုန်းပေါ်မှာလေစိုက်ရတယ်ယောရှုမစာ4မှာရေးထားတယ်တဲ့လားတဆူကြောက်တိုင်ပနနေရစိုက်လဲနနေရစိုက်တယ်အဲ့ဒါကဒီမှာစိုက်တဲ့ကြောက်တိုင်ကယနေ့တိုင်အောင်ရှိတယ်လို့ပြောတယ်တဲ့လားအဲ့ဒီကြောက်တိုင်ကဒီကြောက်တိုင်ကိုဆိုလို့တယ်ဒီကြောက်တိုင်လေပြီးဟိုမှာတော့စိုက်တဲ့ကဲတင်ချင်းရတဲ့လူတိုင်ကအသက်ကြောက်ဖြစ်သွားတယ်ဘာကြောက်လဲအသက်ကြောက်တိပေနိလေးငါမှာရေးထားတယ်အသက်ကြောက်တင်တူတီထူတခင်တန်တို့ရောက်၍အသက်ကြောက်များခဲတို့အစင်စင်အထက်တီဆောက်လေတမတိုင်ဖြစ်ကြ၏အာမင်အဲ့ဒါကအသက်ကြောက်ကောင်းကင်ပေါ်မှာအသက်ကြောက်ဖြစ်တယ်မြေကြီးပေါ်မှာယေရှုခရစ်တော်အမခံဒီနေ့ပါစေတိကိုအခန်းကြီး30အငယ်လေးမှာထူကြောက်ကခရစ်တော်ဖြစ်တယ်ထူကြောက်ကဘာလဲကျမ်းစာထဲမှာအရေးကြီးတဲ့ကြောက်အားလုံးကိုခရစ်တော်ပုံဆောင်တယ်ဒါဆိုအခုစဉ်းစားကြည့်ပါဒါကြောင့်ဂျေဇုတော်ကာလအဆုံး
ဆိုမှရောက်ရှိနေပြီအခုဒီနေ့ကိုယ့်ရဲ့အတ္တကိုခုပြင်ဆင်ရမှာကတော့ခုဒီမှာကြည့်ဂျေဇုတော်ကာလနဲ့ထောင်ပြခါနီးဆဲမှာရောက်ရှိနေပြီကဲပြန်ပွဲဝင်တဲ့လူကပန်းတုံးတဲ့ရောက်ခါနီးမှာအားပြောလေးပြီးသလားအားဆိုင်သလားအဆုံးကိုရှိမှအားဆိုင်မလားအဲ့ဒီကာလကအခုချင်းကျွန်တော်ခွန်အားပေးခြင်းနဲ့ညီကိုတွေအကျူးရလာဒီအကျူးကျုံတွေအကုန်လုံးမနဲ့ဖက်ဆွေးနွေးသွားမယ်နော်အဲ့ဒါအချင်းယူပြီးမှကျွန်တော်အားလုံးဆွေးနွေးသွားမယ်အဲ့ဒါပြောလို့မရတော့ဘူးအခုချိန်ဒီကလေတဲ့တိရင်ပုံမှာအခုဖြစ်နေရလေကြည့်လိုက်တော့အလားတရက်ဆိုရင်လေကျွန်တော်ချီတလုံးကြွတာတော့မှလေအာမရှိတော့တရင်နားထောင်ပြမှလေကျွန်တော်ကပြာရီကျန်းနဲ့ပကိုက်ပြီးတရင်နားထောင်တယ်လေချိန်ပြီးမှလေကျွန်တော်တဏီကုံတလုံးတုံလာတယ်တဲ့လားရင်တမမတကယ်ဖြစ်သွားတယ်ဒါကြောင့်အခုတဲ့တိရင်ပူတကယ်ဖြစ်နေပြီဒီမှာကပါကိုဦးဆောင်နေတာကုလသမဂ္ဂဦးဆောင်နေတာအမေရိကန်ဗါလဲဟုတ်တယ်နော်ဒါကြောင့်အမေရိကန်ကပါကိုဦးဆောင်နေတယ်ကုလသမဂ္ဂယုံလည်းအမေရိကန်မှာရှိတယ်ဟုတ်တယ်နော်အဲ့တော့ထရမ့်ကကြော်ညာတယ် February လ9 ရက်နေ့မှာကုလသမဂ္ဂလုံခြုံရေးကောင်စီကနေနှုတ်ထွက်တယ်ဆိုမှလေကြားဘူးနော်9 ရက်နေ့မှာကြော်ညာတာ6 ရက်နေ့မှာတရုတ်ကအဲ့ဒီနေရာမှာကျွန်တော်တို့ပဲယူပြစီဆိုမြင်ပါလေချက်ချင်းချောင်းနေတာနော်ရောက်လာတင်တာအမေရိကန်ပြည်တရုတ်အလေရက်ချပြီးမှဖြစ်မလို့ထင်ခဲ့တာလေအခုကတော့အဲ့လိုဖြစ်လာနေပြီတဲ့တိရင်ပုံညာလေကျွန်တော်လန့်တော့မလန့်တော့တယ်လားနော် history ပြမှန်တော့စော့မဲ့တဲ့တရားပြမှန်တော့လေတပေါ်ပေါ့နော်ဂါဇာလေဂါဇာကိုအမေရိကန်ဝင်သိမ်းမယ်အခုအရှိအလေပိုင်းအဆွေအကြီးဆုံးကအီရန်နျူကလ িয়ার လေအီရန်ကဟိုတလို့တခါတဲ့ဖြတ်တင်ဖို့ကိစ္စအထူးတစ်ဖြစ်ဆွေးနွေးခြင်းနဲ့ဖြတ်ဖို့အဲ့ဒါပေချပလိုက်တယ်ဘယ်လိုပဲစင်ကိုချမယ်ဆိုတာလေဒါဆိုရင်အခုချရအောင်လို့ဆိုထလေတင်လာရှိမှသူတို့လေနေပြန်ပြော့သွားတယ်အခုအဖက်ကနေကြည့်မဆွေဟိုတွေးစုနာလေတကယ်မဲ့ပြမှလေဖောက်လိုက်အကုန်လုံးထွက်လာဖို့ညာရောက်နေပြီတလားအဲ့ဒါကျမ်းစာမှာရှိတယ်တက်တာလုံးနိပထမစာဆုံးအခန်းကြီး9တိကနဲ့တုံးမရေးထားတယ်ညီကိုတို့တဲ့ကက်ကာလအချိန်များကိုတင်းတို့အရွေးပေးလဲဆရာမရှိအကြောင်းမကခရစ်တော်ဒီတခုခဲတို့တခင်ပြတီတခုခဲတို့ကြွလာပြီတင်းတို့ဒီတေးချသောတိချိုင်သူနိယမှာညီကိုချင်းရှိတဲ့ဘေးအန္တရာယ်ကင်းလို့စူးစင်ပြီးကိုယ်ဆောင်တော့မိမဒီတာဖွာခြင်းဝေဒနာရုပ်တဲ့ရောက်လို့တခင်ဖယားဤနိယတိရောက်လေးမိကိုတင်းတို့ဒီတေးချစွာတိချိုင်ဟာလေလုယာတေးချနာထုံချင်နော်ဟာလေလုယာအစင်းတင်ကြည့်ချူးစားလေလုယာတေးတိရှင်ပူကျွန်တော်အခုလည်းနောက်ထပ်ဟိုအနည်းနဲ့ဆယ်တော့ကုန်းတွားနေတည်တယ်ဆိုတာအခုရေးယူရှင်ကွာလောကမှာလေဒီမှာပေးဆက်ချင်းအကျူရလာမနှက်ဖြစ်ဖွင့်ပြမယ်အဲ့ဒါခင်ဗျားတို့မပြောလို့တော့မဖြစ်ဘူးထုံစီသူပြီးတွားခင်းလို့တော့မဖြစ်ဘူးအရေးကြီးတယ်
ကျွန်တော်ဘာသာရေးမဟုတ်ဘူးထုံးစံမဟုတ်ဘူးနော်မဆုစာအုပ်ပါလားကျွန်တော်ဖတ်ဖို့အချိန်မပေးဘူးနော်အရေးကြီးတဲ့အချက်ကိုကြံပိုက်နေပေးသွားမယ်အိမ်မှာကုကုပဲဖတ်တော့နော်ဟုတ်မဟုတ်နော်အဲ့ဒါကုကုစစ်စီတော့အဲ့ဒါနဲ့ကိုဘယ်လိုပြစင်ရမလဲဒီနေ့ဖျားပေတန်နဲ့ကုကုတိုင်ကြည့်ဟာလေလုယာဒါကြောင့်ဖျားကအလုံးလုံးနေပြီအခုစဉ်းစားကြည့်အခုအရှိလေပိုင်အခု history ကိုအဖက်ဖက်ခဏအခုအစွမ်းထက်လာပြီ history အိပ်ပျော်နေတာစီရေးမှာအိပ်ပျော်တာလေဟာမတ်ကိုတုံးပြမှာနူးပလိုက်တာနူးလိုက်တယ်လေတီနူးတဲ့အရှင်ကရပ်ချာနဲ့အင်ကွင်ကြပဲ history ကိုတော့မတိနဲ့စောထက်လိုက်ပြီမေရီပါနဲ့ငါတို့ညောက်စပန်သွားတယ်2016တော့ပါကြပါပြီနော်သွားတော့မေရီပါတမနာထောင် PPC အဲ့တော့အီရန်ဆီးရီးယားကိုတော့စစ်ကိုရစကန်ရှိတယ်ဆီးရီးယားနိုင်ငံကိုကူညီတာပေါ့အဲ့ဒါကိုအစ္စရေးလေယာဉ်အမောင်းတင်လေယာဉ်ကိုမာပြစ်ချလိုက်တာပြစ်ချလိုက်တာအစ္စရေးနဲ့ဆီးရီးယားကနေနေလေပတ်တူပဲတာလေပရုံတာပါဂျော်ဒန်အလူလေအရှိလေပင်ကတုံရကွက်လိုပဲတနိုင်ငံနဲ့တနိုင်ငံလေအလူရှိတာအဲ့ဒါနဲ့ပြစ်ချလိုက်တယ်ကဲမေရီပါနားထောင်စီနားထောင်တော့အဲ့ဒါဘာဆိုင်လာလဲအဲ့တော့အီရန်ကအစ္စရေးလင်ပြစ်ချပြီးဆိုပြောင်းသွားထီပြီသူပြောပြတယ်လေချက်ချင်းတရင်နောက်ရက်တရင်လာလိမ့်မယ်ဆိုတော့အဲ့ဒီညချင်းပေါ့ပဲအစ္စရေးကဆီးရီးယားစစ်ကန်ဒီဆီးရီးယားနိုင်ငံမှာတွားတိဆောက်ထားတဲ့စစ်ကန်လေ36ခုကိုအမှုပြုတ်ချပလိုက်တယ်တင်ညထဲနဲ့လေသူတို့မဟုတ်တာတော့မလို့မတရားတုတ်ပြီးဆိုရင်ကလစားကအစပေါင်းရလို့ချေပလိုက်တယ်အခုကြည့်ဟာမာရီကခါတဲ့တထောင်ကျော်ကိုဝင်စီးပြီးအောင်ပွဲခံတယ်လေအခု3ရောက်တော့မယ်သူတို့တည်တာလေစစ်သားအကြီးအတွက်မအရသားကြီးအတွက်ပဲရေပြနေတာလေ3ကျော်ပြီးကုန်းဆောင်တွေအကုန်လုံးအကြီးပြောကုန်ပြီဟာမတ်ကုန်းဆောင်တွေလေအဲ့တော့မြေအနက်ဆုံးမှာပေပုံပလောက်ဆိုရင်အဲ့ဒါသူတို့အမြောက်ကတော့လေအခုကပေနဲ့တိုင်းလို့ရတယ်ပနပေလုံပူလူတီလို့ဖောက်ဝင်သွားတာလေပနပေရောက်မှပောက်ကွဲမယ်ဆိုတော့သူတို့ချိန်ပြီးတာကျွတ်တွင်းထဲမှာရှိတဲ့အကောင်တွေလည်းမခံနေတော့ဘူးပြေးတာပဲကြွတာပဲအခုအစ္စရေးကအရှိလေပိုင်းမှာပြင်းပဲအမေရိကန်နဲ့ပေါင်းလိုက်ပြီးဆိုရင်နော်ဘယ်သူမှအန်တူလို့မရတာဆိုရင်အရှိလေပိုင်းညင်သွားမယ်ဟုတ်တယ်နော်ညင်သွားမယ်ညင်သွားပြီးဆိုရင်ညင်ဝတ်ချင်းရှိတယ်အခုတလို့ပေါ့ပေးအန်တရကင်းလို့တယ်အခုစူစင်ပြီးဟာအချင်းนี่ကောင်းလာပြီအရှိလေမဲစစ်မရှိဘူးအချင်းนี่ကောင်းလာဆိုတော့ရက်ချလာတော့ကိုယ်ဆုံးတော့မိမတာပါဝချင်းဝေးတာရုပ်ရဲ့ရုပ်တယ်လို့လေပျက်စီးခြင်းပေးရက်ချပြီးဆိုရင်အကောင်းမရှိတော့လေလာတော့မယ်ဒါကြောင့်ကျွန်တော်ဟောထားတာပြတိကျမ်းကို2020နောက်ဆုံး20ဟိုရက်လုံးဘယ်နေချင်းလမ်းတီဟောထားရရှိတယ်ကျွန်တော်နောက်ဆုံးဟောတာတော့ဘယ်လိုဟောတယ်လဲဆိုပြတိကျမ်းအဲ့တော့ rapture မပြီးခင်မှာ rapture မလာခင်မှာစေနိုင်ငံစုစည်းမယ်အဲ့ဒီစေနိုင်ငံက rapture ပြီးတာနဲ့ antichrist ကိုအာဏာပေးမယ်အဲ့ဒီအာဏာကယူပြီးမှ3နိုင်ငံဖိုက်မယ်အမေရိကန်အင်္ဂလန်ပြင်သစ်ဖိုက်မယ်ပြီးကပါလွန်လန့်ပြီးမှဒီနေ့ပါလို့လို့ဆိုရင်
ဒီအန်တီခရစ်ကိုအမတူနိုင်ဘူးကျွန်တော်ဖက်အများရှိတယ်ပြီးမှဣသရီလူမျိုးတွေကိုနိုင်ငံမှာခုနှစ်နှစ်စာချုပ်မယ်ပိတ်မှန်တော့စော့ပေးမယ်အစင်လိုက်ပေါ့နော်အခုပိတ်မှန်တော့စော့ပေးမှာတော့အန်တီခရစ်ပဲစော့မယ်အဲ့လိုပဲဟောခဲ့တယ်အခုဖြစ်လာတာတော့အခုအရှိလေပိုင်းလေကာဇာကိုအမေရိကန်ဝင်ယူမယ်ပိတ်မှန်တော့စော့မယ်အမေရိကန်စစ်တပ်ကအရှိလေပိုင်းမှာနေရာယူမယ်မန်ပလုံးနဲ့ချိန်ထားတယ်လို့ဂျူရုနဲ့လေငက်ကိုကြည့်တယ်လို့လေအဲ့ဒီရှိလေပိုင်းဘယ်သူမှထလို့မရဘူးလေဟူတီရီယာစာပြေမှာသူတို့တုံးကြည့်ပဲကနေထွက်စတန်းတီးတယ်တလားအကုန်လုံးလိုက်ချတော့တာအမေရိကန်နဲ့အစ္စရေးတွဲလိုက်ပြီးဆိုမိပွင့်ပြီပေါ့အခုအချိန်နေရလေအရှိလေပိုင်းကိုပါမချုံဆိုးလို့မရတော့အဲ့ဒီညီယာမှာရောက်သွားပြီဒါဆိုရင်အခုတတိယပိတ်မှတော့ဆော့မယ်ဆိုတာကြော်ညာပြီသူတက်တန်းမကုန်ခင်မှာတကယ်ဆော့လိုက်မယ်ဒါဆိုရင်ဘေးရန်ကာလအထဲမှာအစင်တိအန်တီခရစ်ကြွတဲ့လမ်းကြောင်းပေါ့လမ်းခင်ပေးတာလေပြီးအီလိုမက်တိပံပညာရှင်နော်စက်ရုပ်စကားပြောတာနော်အီလိုမက်အန်တီခရစ်ကြွတဲ့လမ်းကိုပြင်ဆင်တာခုအီလိုမက်ကတနည်းခွဲကြမယ်ငါတို့နီးပညာနေလေအဆုံးကုန်လို့လူတို့ကိုဖော်ပြမယ်တနည်းခွဲကြမယ်အချိန်ယူရမယ်နီးပညာအမြင့်ဆုံးဒါဆိုအဲ့ဒါလည်းအန်တီခရစ်ကြွတဲ့လမ်းပဲအော်တိုမက်တစ်ဖြစ်ပြီလေပါတာရေးဖက်မှာကြည့်မလားဒီနီးပညာစမှုပညာလိုင်းနဲ့ကြည့်မလားကိုတွင်ခါနေပဲခမအေးနာပြီကျွန်တော်အေးနာပြီရပါတယ်ဆိုရင်လည်းရကြည့်ပေါ့နော်ကပါပြက်ပြီဟေးအခုကဲတင်ချင်းရတဲ့လူတွေမချီဆောင်ဘူးတတူးတမိပဲချီဆောင်တာကျန်းစာတိချင်းရှိလေအခုပတူရီချီဆောင်ပဲပတူမချီဆောင်စားအခုကျွန်တော်မနေ့ဖြညဆိုရင်ကျန်ပိုင်နဲ့ကွာအတိစအမြန်ခွဲပြမယ်အမှုရဒီတီသွားမယ်အဲ့တော့တရူးတမိဖြစ်ပြီလားမဖြစ်စကူချောင်းကိုတီးတယ်ကိုပြင်ဆင်ဖို့ပဲအာမင်အမွေလိုင်းကိုပြန်ခွဲမယ်တကယ်အရေးကြီးလို့ဘုရားကသူ့လူတွေကိုချစ်နော်လူကိုစေလို့ပြစကားပြောတယ်အာမင်ဒါကြောင့်ဆရာကျော်နိုင်ကလာပြောတဲ့စိတ်မထားနဲ့ဘုရားကကျွန်တော်တနာလို့လေကျွန်တော်ကိုစကားပြောတယ်လို့ခံယူအာမင်လူတုံးတာပေါ့မဟုတ်လားအေးဖယားကသူတုံးတဲ့လူကိုပြောသွားခိုင်းတာလေဒါကြောင့်ကျွန်တော်အခုဝိညာဉ်ရေးနူးရတဲ့ကာလရောက်သွားပြီနိုင်ငံရေးဖက်ကြည့်မလားပါတာရေးဖက်ကြည့်မလားတိပနီးနဲ့ကြည့်မလားအားလုံးတဲတိရင်ပူပဲနော်တကယ်ကိုခရစ်တော်ကြွလာမဲ့နမိတ်လက္ခဏာတကယ်ပြည့်စုံနေပြီမယုံလဲယုံရင်လဲယုံမဟုတ်လားအခုနိုင်ငံရေးရမအပလော့ဆိုင်တယ်ထန်ကအီလိုမက်ဒီကဒီနိုင်ငံရဲ့ငွေကိုယူချင်တဲ့စိတ်မရှိဘူးပေးဆက်ချင်းလေအဖို့ကပေးမယ်ဆိုတဲ့စိတ်လေအဲ့တော့အခုငါတို့ဝိညာဉ်ရေးရစံနမူနာယူရမယ်ဝိညာဉ်ရလေသူတို့မတလို့အားဆိုင်လာပြီငါတို့အားဆိုင်အမလန်းချုံရမနဲ့ဖြစ်လာမယ်ဒီချိန်လုံးကြော်ညာဝင်နေတယ်နော်အာမင်တကယ်ကိုအရေးကြီးနေပြီဒါကြောင့်ကျွန်တော်အကုန်လုံးတွက်ပြနေပြီကဲဒါကြောင့်ကျမ်းစာထဲမှာပြောတယ်
မူဇာခရစ်ခန်းကြီး30ငယ်တိမှလေမူရွာရာကာလတွင်မူရွာစေမိအကြောင်းထာဝရဘုရားကိုဆုတောင်းကြလောတဲ့ထာဝရဘုရားသည်လျက်စစ်ကိုပြင်ဆင်၍များစွာမူရွာပေးမယ်ကဲယေဇဟေရှာ45ရှိမှလေမိကြီးတီပွင့်၍ကဲတင်ချင်းအတီးကိုတပ်ပြိုင်နဲ့တီးစေအာမင်အဲ့ဒါကကဲတင်ချင်းရဖို့အတွက်မူရွာဖို့အခုနောက်ဆုံးမူပဲအာမင်နောက်ဆုံးမူရွာတဲ့ကာလကအခုဖြစ်နေပြီဒါကြောင့်ကိုယ်အတ္တဖြစ်စပါတကယ်ကိုယေရှုခရစ်တော်ကြွလာခါနေမှာကျွန်တော်အသက်ရှင်နေတယ်ကျွန်တော်89ခုနှစ်မတ်လ26ရက်နေ့မှာနာကတုံပါပင်တီကုတီပွဲနေလို့တန်ရှင်တော်ဝိညာဉ်တော်တွန်းလောင်းပြီတွန်းလောင်းတယ်အဲ့ဒီချိန်မှာကျွန်တော်နှလုံးသားကမြန်မာပြည်ခုလုံးကိုတော်မြလုံးတယ်လို့အခုဟိုးချိန်နော်ဖះပြောတယ်မင်းငါအတုံးပြတဲ့ကာလမရောက်သေးဘူးတဲ့မင်းစိတ်ပရိထင်တာပါတယ်ပရောဖက်ဟာဖြစ်ပြောတယ်မင်းပရိထင်တာတဲ့နင်းငါအတုံးပြတဲ့ကာလရောက်လာမယ်နင်းထဲကနေနှုတ်ကပတ်တော့ထွက်လာမယ်နှုတ်ကပတ်တော့လေမင်းကူလည်းအံ့ဩမယ်အဲ့လိုလေပြောထားတယ်ဒါကြောင့်ဖျားသခင်ကဒီအချိန်ရောက်နေပြီဟာလေလုယာကျွန်တော်မစင်စားဖို့ရနှုတ်ကပတ်တော့အများကြီးဖျားကလေတခုပြီးတခုဖွင့်ပြတာအများရှိတယ်ဟာလေလုယာဒါကြောင့်အခုချိန်အမေရိကန်နိုးထမှုကတော့မြန်မာပြည်သားတွေကျွန်တော်တို့ကိုအတုံးပြုတ်ဖို့စွတောင်းနေတယ်အာမင်ဒီနေ့ပါဆိုဝိညာဉ်ကကျွန်တော်ကြည်ချရမယ်နော်အခုစာတမန်နာကြွရလမ်းကိုလေတမရရီတိပံပညာရှိတယ်အခုလုံနေမလားစာတမန်နာလာဖို့လမ်းဒီလေအစင်တစ်ဖြစ်နေပြီဆိုတာပြနေမလားငါတို့နှလုံးသားထဲမှာတန်ရှင်တော်ဝိညာဉ်တော်စီးစင်းတဲ့လမ်းကျုံကိုဘယ်လိုပြင်ရမလဲဆိုတာလေအာမင်ဖျားခင်ကြွတဲ့လမ်းကျုံလေကိုကိုအတုံးပြုတ်ဖို့ပေါ့နော်ငါတို့ပြင်ဆင်ရမယ်လူလုံမဲ့အလုပ်ရှိတယ်ဖျားလုံမဲ့အလုပ်ရှိတယ်ဟာလေလုယာဒါဆိုရင်ဖျားတကယ်အလုပ်လုပ်မယ်လို့ယုံကြည်တယ်ဒါကြောင့်ကိုအသက်တာကျွန်တော်တို့ပြင်ဆင်ရအောင်ဒါဆိုရင်ယေရှုခရစ်တော်ကြွလာပြီဆိုရင်ဘေးရန်ကြီးကာလ9နှစ်ဘယ်နှစ်လဲအဲ့ဒါကအန်တီခရစ်ဥစုရကာလအန်တီခရစ်ဥစုရကာလပြီးခရစ်တော်ကနိတထောင်အချုပ်မယ်လေကပကုံသွားမယ်ကပကုံသွားမယ်ဒါဆိုရင်ဒီပင်တီကုနီပွဲနေကနေစပြီးမှာပင်တီကုတီပွဲနေကနေစပြီးဂျေဇုရကာလ2000ဂျေဇုရကာလပဲ2000လဲခရစ်တော်က1000ပဲ2000လဲပြည့်သွားလဲပေါင်းလိုက်3000ပြီးလေခါမြောက်ကပြည့်လဲဖြစ်သွားတယ်မလားထာဝရကာလဝင်သွားပြီဒီကပါငရဲမြေအိမ်ဖြစ်ခြံထားခဲ့မလဲထာဝရကာလထဲမှာဝင်သွားပြီဆိုရင်ချီတော့ဒီလိုထောက်လို့မရနိုင်ဘူးအနည်းတစ်ထောင်မဟုတ်ဘူးတသိန်းမဟုတ်ဒီမကြီးတွေ့တဲ့ပြင်းလဲဆိုတာလေကောင်းကင်တီနေမိချီတီကူသွားပြီဆိုထာဝရကာလထဲဝင်သွားပြီဒါကြောင့်အတောင်4000နော်ဒီမှာဟိုပထမပုံပြပေးပါဦးပထမပုံဟိုလေတာကဒီဂျော်တာမိကဂျေဇုရကာလယေရှုလမ်းနဲ့ပဲဖွင့်တယ်တမန်တော်အခန်းကြီး4နော်အငယ်7မှာကောင်းကင်နဲ့မြေကြီးအောက်မှာယေရှု၏နာမမှာတပါကဲတင်နိုင်သောနာမတဆုံတစ်ခုမြမပေါ်မရှိအာမင်လူကိုငရဲကလွတ်တဲ့လမ်းကြောကယေရှုပဲဒီမှာကြည့်တမဟောင်းက BC 4000 BC 4000ဒီမှာကြည့်တမတိက AD 4000ရေစကြည်လအခန်းကြီး49ကိုပြောနေတာနော်
Araka Legion Dino Letong Das we Dini Balos Chisro Gala Tilu Tatwame. The Atong Tong Tika, Atong Tong Tika, Chisro Gala. Dame, the Jagaro, Muitakri, the Tiotobi. Chisro Gala, Atong Tong, the Jaga Ngani Beluro, not a Ngani Betijali. Natong Bibuli. Ngani Beluro. Ngani Pitobi Sue, Papilam Soro, a Chinichilebo, no? Be Timachi, Critoka Tikabao, need the Tauchome. Don't Tom Pitobile. Be Tarakala Atong the Tong Pong Lane, late Tom Pitori Chamaro, Pin Le Pitobi. That young Muila Mekuni, Muipi Kunika, Angunja Chintarago, General Tuare. Ah, look, ye should poma, but Nikon showed up today. That young general at the Tama, ye should have a chilam less of Piolumia. Not the cook general Piochenaro. Yoshumasa Kanji Kumale. Yoshu let my knee yadale. Yapima table lomala. Payaka Chizro Galaka Aluroshin, 2 be my bo. 2 be Luyade. Aracarole. He ski te pu mola. Sangani 2 be. No. At the 2 be Arale, Chizro Gala Lakanabe. Piaga 2 be Mesui, Naruta Tansion. Taura Gala General look to us. Amen. Aro, that Tara time Pimes will they teach in Puma or Yonipi. Dame a cook a papa, my pinny that Chimes will. Unquinja take out of Pupi Pisonirale. Do in the other. That young general Pissy out. A young time for Pia Consipipas.